အရင်တော့လို့ကျွန်တော်တို့ဗာတဲ့တစ်ခုလက်လာတော့မယ်ဆိုရင်အချိန်အကြာကြီးပေးစရာမလိုတော့ပါဘူး။ Google ကနေထုတ်ထားတဲ့ Gemini AI ဆိုတဲ့ AI နဲ့ဆိုရင်ကျွန်တော်တို့လေ့လာတာပိုပြီးတော့မြန်ဆန်ပါတယ်။အခုဒီဗီဒီယိုနဲ့မှဆိုရင်ကျွန်တော်တို့ Gemini AI ကိုအသုံးပြုပြီး Gem ကိုတည်ဆောက်ပြီးတော့ကျွန်တော်တို့လေ့လာခြင်းနဲ့အကြောင်းအရာတွေကိုလေ့လာခြင်းနဲ့ website ပဲဖြစ်ဖြစ် upload လုပ်ပြီးတော့ကျွန်တော်တို့ဒီလေ့လာတာကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့အတူလေ့လာသွားကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီ Gemini 0ကိုဝင်ပြပါမယ်ကျွန်တော်ခန်းလေးဆောင်လို့ Gemini 0ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ Gem ဖန်တီးခြင်းတဲ့အတွက်ဒီ Gem ဆိုတဲ့နေရာကိုတစ်ချက်တော့ click နေအဲ့ပြီးတော့သူဒီမှာပြထားတဲ့အားကျတော့ဒီမှာ coding partner တို့ area guide တို့ဒါဒီသူပြထားပေးရပါတော့သူအရင်ကအတူကနဘုတ်ကလေးကလုပ်ပြီးသားဒီ Gem ပုံစံနဲ့ပြေကိုက coding partner ဖြစ်လို့ချင်းဒီမှာသူပြထားပေးတဲ့ဒီ Gem ပုံမှာကျွန်တော်တို့ကဟိုမေးပြီးတော့ကျွန်တော်တို့ပြမို့ကျွန်တော်တို့ကအသေးဆောက်ချင်နေခြင်းဒီ quick new Gem တွေကို check လေးနေမယ်ဒီမှာကျွန်တော်အရေးကြီးဆုံးပိုင်းရောက်လာတယ်ဒီမှာကျွန်တော်ကအခုအစမ်းပြပေးမှဖြစ်တဲ့အတွက်ကျွန်တော်ဟိုနာမည်တစ်ခုပေးလိုက်ပေါ့နော်ကျွန်တော်က PDF တစ်ခုကိုကောင်းကောင်းလေးလာချင်တဲ့အတွက်ဒီမှာကျွန်တော်ကဒီရှိဖေးဆိုရိုက်လိုက်မယ်ဒီကြဒီ description မှာရေးကြည့်ပါရနော် description မှာရေးကြည့်ပါကျွန်တော်တရားဟိုဒီကောင်ကိုကျွန်တော် copy ယူပြီးတော့ paste လုပ်လိုက်တာမျိုးပါတယ်ဒီထဲမှာကျွန်တော်ဒါကို description ထဲမှာထည့်ပေးထားမှာဖြစ်ပါတယ်ဒါကိုလည်းဒီလိုပဲ description ထဲမှာထည့်ပေးထားမှာဖြစ်ပါတယ်ဒီကောင်ကကျွန်တော်ကဒီ instruction ကပိုပြီးအရေးကြီးပါတယ်ဒါကိုကဒီ Gem ဆိုရကို Gemini ကိုကဒီ AI ကိုကဘယ်လိုဖြစ်စေချင်တယ်သူ့ကိုဟိုမှာကျွန်တော်ဒီမှာရေးထားတာဆိုရင် you are an advanced electrical engineering assistant သူက engineer ဒီ assistant advanced ဖြစ်တဲ့ assistant တယောက်ဖြစ်တယ်သူဒီ document ကို analyze လုပ်ခိုင်းနေကောင်းကောင်းလေးတိကျတဲ့တွက်ချက်မှုတွေကိုကျွန်တော်လုပ်ချင်တယ်အဲဒါကြောင့်ကျွန်တော်ကဒီ instruction ကိုကောင်းကောင်းလေးရေးပြမှာဖြစ်ပါတယ်ဒီကြကျွန်တော်တို့လေ့လာရှင်တဲ့ file တွေကိုဒီကနေ upload လုပ်ရမှာပါတယ်ဒီ knowledge ဆိုရဲအောက်ကဒီအပေါင်းလက္ခဏာတွေဒီချက်လောက်နှိပ်လိုက်ပြီး upload file ဆိုတဲ့ရှိုးရယ်အဲ့ဒီမှာကျွန်တော်တောင်းထားတဲ့ PDF file ကိုကျွန်တော်ထည့်လိုက်ပါဦးပြုတ်တယ်ဒီမှာခဏလေးစောင့်ပြပါနော်သူဒီမှာ upload pending ဖြစ်နေပါတယ် okay ကျွန်တော်တို့ဒါကိုတောင်းမလိုက်ပါနဲ့ပြီးကြဒီမှာကဒီ save ဆိုရဖို့အရင်ဆုံးနေပြရမှာပါတယ်ခင်ဗျာအကုန်လုံးပြင်ဆင်လို့ပြီးသွားပြီဆိုရင် save ဆိုရဖို့တင်နေလိုက်ခဏလေးဆောင်ပြရပါတယ် okay ဒီမှာ start chat ဆိုတာပေါ်လာပါပြီ start chat ကိုနေလိုက်မယ် okay ကျွန်တော်ဖန်တီးထားတဲ့ Gem တကူရောက်ရှိလာပြပါတယ်ကျွန်တော်ရရှိလာပြီပြပါတယ် okay ကျွန်တော်စမ်းသပ်ကြည့်လို့ရမှာနော်ကျွန်တော် PDF ဖိုင်တော့ကျွန်တော်လေ့လာထားပြီးသားကျွန်တော်တို့သင်ယူအဟောင်းပေါ့ကျွန်တော်တို့လုပ်ခဲ့တဲ့ဟို second year တုန်းကသင်ခဲ့တဲ့အဟောင်းပေါ့ကျွန်တော်လည်းဒီအကြောင်းအရာတွေသင်ခဲ့ပြီးသားဒါပေမဲ့ဒီမှာကျတော့ကျွန်တော်တို့ပြန်ပြီးတော့အဆန်းသက်ပြရပဲဒီမှာလေအမှကျွန်တော်ကဒီ transformer logic နဲ့ efficiency အကြောင်းကျွန်တော်မေးချင်တာပေါ့နော်ဒီ context ထဲမှာပါတယ်ပေါ့သူကSo many times they try to change me, and every time it drives me crazy. And all the good times we can save me. Are they real or are they in my head? I'm lovesick. You got me lovesick, and I'm lovesick. Okay ဒါဆိုကျွန်တော်ဒီ transformer logic efficiency ဆိုတဲ့အကြောင်းလေးPDF file ထဲမှာပါတဲ့အကြောင်းလေးကိုကျွန်တော်ကောင်းစင်လေးကိုကျွန်တော်ပို့ပြီးတော့နားလေရှင်လို့ကျွန်တော်ကဒီအကုန်လုံးသူ upload လုပ်ပြီးတယ် PDF file တွေကနေ research လုပ်နေရတယ်။ဒီကြကျွန်တော်ဒီမှာဒီ
Gemini မှာဆိုရင်ကျွန်တော်ဒီ Pro လေးကိုနှိပ်လိုက်တဲ့အခါမှာ Pro ဆိုတဲ့ option ကိုနှိပ်လိုက်တဲ့အခါမှာဒီ Flash ဆိုရတယ် Pro ဆိုရတယ်ရှိပါတယ်ဒီမှာ3 option 3ခုရှိပါတယ်အဲ့ထက်ကျွန်တော်က recommend ပေးတာတော့ဒီ Pro ဆိုတဲ့အရာကို30ချက်ဘာကြောင့်လဲပြောအားလဲဆိုတော့သူက pending ဖြစ်တာနည်းနည်းကြာနေရသူကလည်းသူ research ဘိုင်းဆိုင်ရာလေသူကပို့ပြီးတော့နည်းနည်းဆက်ဆက်ရှိတယ်လို့ကျွန်တော်ပြောချင်တယ် okay ဟုတ်ပြီဗျာကျွန်တော်တို့ဒီမေးလိုက်တဲ့ကျွန်တော်မေးခွန်းအတွက်ကြာလာပြီဗျာဒါကကျွန်တော်တို့ခုန upload လုပ်ခဲ့တဲ့ PDF file တွေကနေပြီးတော့သူကြာလာတာဖြစ်ပါတယ်ဒီ result အနေနဲ့ဒီ equation တွေပါလာတယ်ကျွန်တော်ဒီထည့်ရပဲကျွန်တော်တို့ဒီ context တွေရပဲပေါ့ဒီ PDF file တွေရပဲဒါပေမဲ့ဒီကျွန်တော်တို့မေးလိုက်တဲ့တို့ပို့ပြီးတော့နားနေဟိုပို့ပြီးတော့လွေပိုးစေပါတယ်ဒါလေးနဲ့အသုံးပြုပြီးတော့မေးလို့ရှိရင်တော့ပို့စားရဆိုတော့ကျွန်တော်တို့ဒါနဲ့အသုံးပြုလို့ရတယ်ဒါကျွန်တော်တို့တောင်းတသူတွေပို့ပြီးတော့စားလေးလာရတာပို့ပြီးတော့လွေပိုးစေပါတယ်ဒီမှာပြောချင်တာလေးရှိပါတယ်ဒါကပါလေးဆိုတော့ AI တွေဘယ်လောက်ပဲကောင်းပေါ့နော်ကျွန်တော်တို့ရဲ့ဣထသတ်ထားလေးနဲ့ပေါင်းဆက်ပြီးတော့ AI ကိုတောင်းတင်ရတဲ့အသုံးချမျိုးဆိုတော့ကျွန်တော်ရဲ့ skill ဟာ level up ဖြစ်လာမှာဖြစ်ပါတယ် Okay ဗျာလောက်နေပဲကျွန်တော်ဗီဒီယိုအဆုံးသတ်ပြစီ See you in the next video It's cold out here and I feel lonely. I know the time can move so slowly.